အားလုံးပဲမင်္ဂလာပါရှင်ကျမကတော့အင်တူလေးပဲဖြစ်ပါတယ်ကျမရဲ့ reaction video လေးတွေကိုညစဉ်ပုံမှန်တင်ဆက်ပေးသွားမှာမို့ channel လေးကိုလည်း like and subscribe လုပ်ပေးဖို့မေတ္တာရက်ခံအပ်ပါတယ်ရှင်ကဲအဲ့ဒါဆိုရင်ဟာတာဗီဒီယိုလေးတွေအတူတူကြည့်ကြရအောင်နော်ယောက်ျားအလုပ်သွားတော့ယောက်ျားအလုပ်သွားတဲ့အချိန်နဲ့ channel ကားသိချပိတ်ထားတဲ့မိမကလည်း channel ကားပိတ်ထားရင်လင်းငယ်ဘယ်လိုဝင်ရမှာလဲတဲ့သူလင်းငယ်အိမ်ထဲရောက်နေပြီလင်းကြီးတော့ထမင်းချိန်မိကြံပြီးအိမ်ုံပြန်တော့မှအိမ်ပြန်ကတော့ကိုချစ်တူကောင်မလေးရဲ့အမေနဲ့စကားမပြောခင်ပေါ့လေးချင်းနေပုံတူတူကြည့်ကြရအောင်နော်အန်ဒီမင်္ဂလာပါကျွန်တော်အန်တီသမီးရဲ့ချစ်တူပါအန်ဒီမင်္ဂလာပါကျွန်တော်အန်တီသမီးရဲ့ချစ်တူပါအန်ဒီမင်္ဂလာပါကျွန်တော်အန်တီသမီးရဲ့ချစ်တူပါခင်ဗျာအန်ဒီမင်္ဂလာပါကျွန်တော်အန်တီသမီးရဲ့ချစ်တူပါတဲ့ Hello အန်ဒီ Oh my god sorry ဟယ်လိုဦးလေးမင်္ဂလာပါကျွန်တော်အန်တီရဲ့ချစ်တူပါကဲနောက်တစ်ပုတ်ကတော့တန်မဏိနှခမ်းပဲဖြစ်ပါတယ်ကဲတူတူကြည့်ကြရအောင်နော်ကဲနောက်တစ်ပုတ်တူတူကြည့်ကြရအောင်ကိုရှိတူတော်မှာသူ့လောက်သစ္စာမရှိဘူးတဲ့ဘလောက်ပဲစိတ်တူတူဘလောက်ပဲမောင်းထုတ်ထုတ်ကိုနားကမခွာပဲအသက်ပေးချစ်တာဆိုလို့ရှင်မဲရှိပါလေဗျာနောက်တစ်ပုတ်ကတော့ဦးမော့စ်ရဲ့သူတငယ်ချင်းနဲ့ရွာဦးကျောင်းဆရာတော်နဲ့မှားတဲ့ဟာတာဖြစ်ပါတယ်ကဲအတူတူကြည့်ကြရအောင်နော်ဟဲ့ပြောပြီဘာလဲကွာမင်းတို့ခုမှအိမ်ထိုက်တာငါကတည်းကဘာဖြစ်လဲဟာရွာဦးကျောင်းကခွန်းစားကိုတော့မလို့ကြော့လိုက်ရတယ်ခွင်းမှာသာကဲနောက်ဆုံးတစ်ပုတ်အနေနဲ့တူတူကြည့်ကြရအောင်နော်ဆရာတော်ဘုရားဟောထားတယ်မာနမထားရဘူးတဲ့မာနထားတဲ့သူကအတိညံ့နေတယ်တဲ့ကဲအတူတူနားထောင်မယ်နော်ဒါတော့မှတ်တာတကကြီးတို့မကြီးတို့မာနကြီးတဲ့လူတွေဆိုတာအသိဉာဏ်မရှိလို့မာနကြီးတယ်ဆိုတာဒါကြောင့်ဒီကောလုံးမှာပတ်စံချမ်းသာတယ်ဆိုရင်မာနကြီးတဲ့တကတော်မတွေနော်မာနကြီးမယ်ဆိုရင်ဘာမရှိဘူးလို့မှတ်အသိဉာဏ်မရှိဘူးမာနကြီးတဲ့ပုံကိုယ်တွေဆိုတာနောင်ဘဝမှာလေတထောင်းစားဘဝပြန်ရောက်နိုင်တယ်ဘာဘဝပြန်ရောက်နိုင်လဲဒါကြောင့်ငါတို့ပတ်စံချမ်းသာတယ်ဆိုပြီးရွာသူရွာသားတွေအပေါ်မှာဖုန်းကြီးတွေပေါ်မှာကဲပြိတ္တတို့လည်းကြားတာဖုန်းကြီးခေါ်တာနော်မာနမကြီးကြပါနဲ့တဲ့နော်မာနမကြီးပါနဲ့ကြားလားအေးမကိုပတ်စံချမ်းသာတယ်ဆိုတာလောကသာသနာကိုအလှဆင်ဖို့အတွက်သာဖြစ်စေရမယ်။ဘာအတွက်သာဖြစ်စေရမလဲ။ကိုရွာမှာဆင်းရဲတဲ့ရွာသူရွာသားတွေရှိတယ်။ဟာမြေပဲစိုက်ဖို့မျိုးစေ့မရှိလို့မျိုးစေ့တပုံလောက်မျိုးစေ့တပြည်လေးလောက်အမားကြီးကူညီပါဆိုကိုကပတ်စံချမ်းသာရင်ကိုရွာသူရွာသားချင်းချင်းကူညီနိုင်ရမှာ။ဟုတ်တယ်မလား။အဲ့ဒါသာသနာပြုရာရောက်တယ်ကိုဗုဒ္ဓဘာသာဝင်ချင်းချင်းအားပေးကူညီတာဟုတ်တယ်မလား။အဲ့လိုချင်းကိုရွာသူကိုရွာဆရာတော်တွေဆွန်းစားဖို့မရှိတော့ဘူးဆိုရင်ဒါကိုဆွန်းလူပေးရမှာဟုတ်တယ်မလား။ကုသိုလ်မရဘူးလား။ဒါဥပမာပြောတာကိုပတ်စံချမ်းသာတယ်ဆိုပြီးကိုပဲကာမဂုဏ်ခံစားကားကောင်းစားတွေလဲစီဆရာတော်တန်ဃာတော်တွေပြစ်ထားကိုရင်လေးတွေကိုပြစ်ထားရွာသူရွာသားဆင်းရဲမွဲတည်တဲ့လူတွေကိုမျိုးစေ့တွေတပြည်တပူးလောက်မှမထောက်ပံ့ဘူးဆိုရင်ကိုချမ်းသာတာဟာအဓိပ္ပာယ်ရှိပါမလားဒါကြောင့်မိမိချမ်းသာခြင်းဟာလောကသာသနာတော်ကြီးကိုအလှဆင်ဖို့အတွက်ဆိုရင်နိဗ္ဗာန်ရောက်ကြောင်းမဖြစ်သွားဘူးလားအဲ့ဒီလိုလေးလည်းမှတ်စေခြင်းလေးတယ်ဟုတ်တယ်မလားအဲ့လိုလေးမှတ်တာဒီညမှာတော့တလောက်နဲ့ပဲရန်နာခွင့်ပြုပါခြင်းနောက်ညတွေမှာလည်းပြန်လည်ဆုံတွေ့ကြမယ်ခြင်းရှိပရိသတ်များအားလုံးကျမ်းမာချမ်းသာကြပါစေရှင်